အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Century Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီဖုန်းကိုဖုန်းနဲ့ဘယ်လို edit ထားလဲဆိုတာကိုတောင်းဆိုထားတဲ့ညီကိုတွေအတွက်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးထားအောင်နော်အရင်ဆုံးကျွန်တော်တို့ Pix R လေးကိုဝင်ပါမယ်ပြီးရင် Blank ကိုနှိပ် Crop ကိုနှိပ်ပြီးတော့ကျွန်တော်တို့က Site ကို Portrait ကိုရွေးထားလိုက်မယ်ပြီးရင် Add Photo ကိုနှိပ်ပြီးတော့ကျွန်တော်သုံးဝက်ပုံတွေကိုရွေးထားလိုက်တယ်ပြီးတော့ background တွေကိုအရင်ဆုံး position ချမယ် eraser tool ကိုရွေးပြီးရင်မလိုအပ်တဲ့နေရာတွေကိုဖြတ်ထုတ်လိုက်မယ်ပြီးတော့ subject အားလုံးကို background တွေ remove လုပ်ထားမယ်အားလုံးပြီးရတဲ့ subject တွေကို position ချမှာဖြစ်တယ်ဒုတိယပုံကို layer အားလုံးရဲ့နောက်မှာထားလိုက်မယ်ပြီးတော့ foreground တွေဖြစ်တဲ့ကြောက်တုံးတွေကိုရှေ့မှာပြန်ထားမယ် position ချမယ်ပြီးရင် blur tool နဲ့ဝင်ပြီးတော့ background layer ကို blur လုပ်မယ်ဒါဆိုရင် subject နဲ့ background ကပိုပြီးတော့ကြွသွားတာကိုတွေ့ရတယ် sticker tool ကိုနှိပ်ပြီးတော့ lighting effect ကိုရွေးထားလိုက်ပြီးလို့ရှိရင် background layer ရဲ့အပေါ်မှာထားလိုက်မယ်နောက်တစ်ခု opacity ကိုလိုချင်တဲ့လောက် short ထားလိုက်မယ်ဒီ lighting ကိုပဲ duplicate လုပ်လိုက်မယ်ပြီးရင် subject 1ရဲ့နောက်မှာထားလိုက်မယ်ဒီလိုထားခြင်းအပြင် subject တွေကပိုပြီးတော့ကြွလာတယ်ကိုတွေ့ရတယ်ပြီးရင် sticker ရဲ့မှာငတ်ပြန်နေတဲ့ပုံကိုကျွန်တော်ရွေးထားလိုက်မယ်ဒီငတ်တွေကို subject အားလုံးရဲ့နောက်မှာထားပြီးတော့ opacity ကိုလိုသလောက် short ထားလိုက်မယ်နောက်ထပ် lighting layer တစ်ခုကိုယူပြီးတော့ blend ထဲမှာ lighting effect ကိုရွေးထားလိုက်မယ်ပြီးရင် eraser tool နဲ့မလိုအပ်တဲ့နေရာတွေကိုဖြတ်ထားလိုက်မယ်ဒါဆို pixel ထဲမှာလုံးမဲ့အဆင့်တွေအားလုံးပြီးသွားပြီနောက်ထပ် lighting ချိန်ဖို့အတွက် Snapseed ဆိုတဲ့ software တွေကိုဝင်မယ်မနေ့က edit ပြီးသားပုံကိုယူပြီးတော့ total contrast ထဲမှာတုံးအားလုံးကိုတင်ထားလိုက်မယ်ပြီးရင် lens blur ထဲမှာ Vignette strength နဲ့ blur ကို30ထားလိုက်မယ်ရှေ့က foreground ဖြစ်တဲ့ကြောက်တုံးတွေကိုနည်းနည်းလေးဝါးစေဖို့အတွက်ပေါ့နော် Okay နောက်ဆုံး text နဲ့ color grading လုပ်ပြီးရလာတဲ့ result ကတော့ဒီပုံလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုး mobile editing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာမှတ်ခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ